စာချက်ရှင်စိမ်းနဲ့ပတ်သက်တဲ့ဗီဒီယိုတွေအများကြီးရှိလိမ့်မယ်မင်းတို့လည်းတချို့ကိုကြည့်ဘူးလောက်မယ်ဒါမဲ့အများစုကတိတ်ပြီးတော့အလုပ်ဖြစ်မှာမဟုတ်ဘူးဘာလို့ဒီလိုပြောရလဲဆိုတော့ဒါမျိုးဗီဒီယိုတွေကိုလုပ်ပေးကြတဲ့သူအများစုကစာတော်ကြရဲ့ចောင်းသားတွေပဲများတယ်သူတို့တွေကအစတည်းကစာချက်ရှင်စိမ်းကရှိနေပြီသားဒီတော့စာသိမ်းမရတဲ့ចောင်းသားတွေဘာကြောင့်စာချက်ရှင်စိမ်းမရှိရရလဲဆိုတဲ့အချက်တွေကိုတခြားနားလည်ထားဖို့ဆိုတာမဖြစ်နိုင်ဘူးအဲ့ဒါကြောင့်တိတ်ပြီးတော့အလုံးမဖြစ်နိုင်ဘူးလို့ပြောတာကျွန်တော်ကိုယ်တိုင်ကចောင်းသားဘဝမှာနောက်ဆုံးကရည်ရင်အဆင့်3လောက်ရတဲ့အခြေအနေမျိုးနဲ့လည်းဖြတ်သန်းခဲ့ဘူးသလိုမျိုး1 to 5ဝင်တဲ့ចောင်းသားတစ်ယောက်လည်းဖြစ်ခဲ့ဘူးတယ်ဒီလိုကိုယ်တိုင်ကြုံခဲ့ရတဲ့အတွေ့အကြုံတွေကိုနောက်ပိုင်းလေးလာပြခဲ့တဲ့အချက်တွေနဲ့ပေါင်းပြီးတော့စာချက်ရှင်စိမ်းဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုဒီနေ့ပြပြပေးမယ်။ဒီကစာချက်နေဆိုရင်တော့မကိစ္စမရှိဘူး။စာချက်ရှင်စိမ်းအမျက်ရှိနေဖို့ဆိုရင်အခုပြပြမယ်အဆင့်3ဆင့်ကိုတေချာကြော်ဖြစ်ဖို့လိုလိမ့်မယ်။ဒီအဆင့်3ဆင့်ကိုဒါတေချာလိုက်လို့ကြည့်။အလုပ်ဖြစ်တယ်မဖြစ်ဘူးဆိုတာကတော့မင်းဆောင်းမွေးပဲရလက်ကနေပဲသက်သေပြသွားလိမ့်မယ်။ဆိုတော့ပထမအချက်ကိုစလိုက်ရအောင်။ပထမဆုံးအဆင့်အနေနဲ့စာချက်ရှင်စိမ်းရှိအောင်မလုပ်ခင်မှာစာမချက်ရှင်ရတဲ့အကြောင်းရင်းတွေကိုအရင်ဆုံးဖယ်ထုတ်ဖို့လိုမယ်။ဒီလိုမှမဟုတ်ဘူးဆိုရင်စာချက်ရှင်စိမ်းဖြစ်နေပဲခဏလေးနဲ့ပြန်ပြီးတော့ပျောက်သွားလိမ့်မယ်။အိပ်ပေါင်းနဲ့ဖားကောက်လိုမျိုးပဲစာချက်ရှင်စိတ်ကိုပျောက်သွားစေတဲ့အကြောင်းရင်းတွေကတော့တယောက်နဲ့တယောက်မတူဘဲနဲ့အများကြီးရှိကြလိမ့်မယ်။ဒါမဲ့အဖြစ်များကြတဲ့အကြောင်းရင်း၄ခုနဲ့ဒါတွေကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုပြောပြပေးမယ်။ဒီချက်တွေကိုမဖယ်နိုင်သေးဘူးဆိုရင်စာချက်ရှင်စိတ်ရှိအောင်ဘယ်လိုပဲကြိုးစားရမှာမဟုတ်ဘူး။မင်းတို့လည်းပြန်ပြီးတော့သုံးသပ်ကြည့်။စာချက်ရှင်စိတ်မရှိရတာရဲ့90%လောက်ကဒီအကြောင်းရင်းတွေကြောင့်ပဲ။အဲဒါကြောင့်တစ်ခုချင်းစီကိုဘယ်လိုဖြေရှင်းရမလဲဆိုတာကိုအရင်ဆုံးသိထားဖို့လိုမယ်။နံပါတ်1ကစာမလိုက်နိုင်တာ။ကျောင်းသားအများစုစာလုပ်ရှင်စိတ်မရှိစေတဲ့အဓိကအကြောင်းရင်းပဲလို့ပြောလို့ရတယ်။စာမချက်ရှင်ဘူးဆိုတာတဲ့ဘာသာလို့ရမှန်းကိုမသိဘူးဘယ်ကစရမလဲဆိုတာကိုမသိဘူးဆိုတာမျိုးပေါ့ဘာသာလို့ရမှန်းမသိတဲ့အကြောင်းကလည်းစာတွေကိုတေချာနားမလဲလို့စာတွေကိုတေချာနားမလဲတော့စာလို့ရတာလည်းမပြောတော့ဘူးစာလို့ရတာမပြောတော့စာလို့ရှင်စိတ်မရှိဘူးလို့ရှင်စိတ်မရှိတော့ဘာမှစာမလုပ်ဖြစ်ဘူးဒါနဲ့ပဲဂျာကြီးကိုသူ့မိရိုင်းနေရောဒီချက်တွေကိုဘယ်လိုပြင်လို့ရနိုင်မလဲရုံထပ်ဖို့တနေရာတော့ရှာမှရမယ်ဒါပေမဲ့ကိုယ်တိုင်လက်တွေ့လုံးနိုင်စွမ်းရှိတဲ့အရာလည်းဖြစ်ဖို့လိုသေးတယ်တေချာနားမလဲတဲ့စာတွေကိုနားလဲစမ်းกว่าဆိုပြီးပြောလိုက်အောင်နဲ့သူ့လိုချက်ချင်းအားလုံးကိုနားလဲသွားဖို့ဆိုတာမဖြစ်နိုင်ဘူးဘယ်ဟာစားလို့ရမှန်းမသိတဲ့စာတွေကိုလည်းမသိအောင်ဆိုပြီးတော့သွားလို့နေလို့မရအောင်စာမရနေတော့စာချက်ရတာပြောလာအောင်လုပ်ယူဖို့ကလည်းမလွယ်ဘူးစာချက်စင်စိကိုလည်းလက်ဖြောက်တီးလိုက်အောင်နဲ့ပေါ်လာအောင်လုပ်လို့မရအောင်ဒီတော့မင်းတို့လှုပ်လိုက်စွမ်းရှိတာတစ်ခုပဲရှိတယ်၄ချက်လုံးမှာမင်းတို့ပြောင်းလဲနိုင်တာတနေရာပဲအဲ့ဒါစာလုပ်ချင်မလုပ်ချင်စာစားလုပ်ဖို့ပဲအရေးကြီးတယ် If you're homeless just buy a house ဒီကြံအင်ချီယာမဲတယောက်ကိုအိမ်ဝယ်လိုက်ပါလားဆိုပြီးတော့ပေးတဲ့အကြံမျိုးနဲ့တော့တူနေနိုင်တယ်ဒါပေမဲ့စာမလိုက်နိုင်လို့စာချက်ချင်းစိတ်မရှိဘူးဆိုတာကိုတော့တခြားဖြစ်ရှင်းနေမရှိဘူးစာစားလုပ်ဖို့ပဲရှိတယ်ဒီလိုလုပ်လိုက်ရင်ဘာတွေပြောင်းလဲသွားမလဲစာလုပ်ပြီးဆိုတာနဲ့နားမလည်တဲ့စာတွေကဒီလောက်လည်းမခက်ပါဘူးကွာဆိုတာကိုသိလာလိမ့်မယ်ဒါပေမဲ့ချက်ချင်းရောအားလုံးကိုတန်းပြီးရနေမှာမဟုတ်ဘူးအချိန်ယူဖို့လိုလိမ့်မယ်ဒီလူနှစ်ယောက်မှာဘယ်သူကဝေးချဖို့ပူကြမယ်လို့ထင်တယ်ဟုတ်တယ်ညာဘက်ကတယောက်ကပို့ပြီးတော့ကြာနေတာပေါ့စာမလိုက်နိုင်တာတွေကိုလိုက်မိဖို့ဆိုတာကလည်းဂျင်မာဝေးချလိုမျိုးပဲမင်းကဝေးရမ်းများနေရဆိုရင်လေ့ကျင့်ခန်းတွေကိုပူကြလုပ်ဖို့လိုလိမ့်မယ်မင်းနောက်ကျနေတဲ့စာတွေကများရင်များသလောက်အချိန်ယူရမယ်ဒါပေမဲ့တိတ်အကြာကြီးရောလည်းမဟုတ်ဘူးအချိန်2ပတ်လောက်ပဲပေးပြီးတော့တေချာအောင်စိုက်ပြီးတော့လုပ်ကြည့်စာမလိုက်နိုင်တာတွေကြောင့်စာချက်ချင်းစိတ်မရှိတာတွေကတဖြည်းဖြည်းနဲ့နည်းသွားတာကိုတွေ့ရလိမ့်မယ်ဒီအချက်ကိုတေချာကြီးလိုက်လုပ်နိုင်မယ်ဆိုရင်ကျန်တာရလည်းလွယ်သွားပြီအဲ့ဒါကြောင့်စာချက်ချင်းစိတ်မွေးဖို့ဆိုရင်စာမလိုက်နိုင်တဲ့အချက်ကိုအရင်ဆုံးဖြည့်ရှင်းလိုက်ဒါပေမဲ့နောက်ကအချက်တွေကိုမပြင်နိုင်သေးဘူးဆိုရင်လည်းအားလုံးကလကားပဲဒုတိယအချက်ကအနှောက်အယှက်တွေအများများနေတာဒီအနှောက်အယှက်တွေနေရာမှာအကုန်လုံးပါတယ်စာသင်ခန်းအတွင်းရောစာသင်ခန်းပြင်ပါရောမင်းရဲ့စာလုပ်ရှင်စိတ်ကိုအာရုံပြတ်စီမဲ့အရာတွေအကုန်လုံးပဲစားလွင်ရင်အားလုံးကစိတ်ဝင်စားဖို့ကောင်းနေရဆိုတာမျိုးကိုကြုံကြမှာပေါ့ရုပ်ရှင်ကြည့်တာဂိမ်းဆိုတာတိတောက်သုံးတာမျိုးပေါ့ဒါတွေကစိတ်ဝင်စားဖို့ရမ်းကောင်းနေပြီးတော့မင်းအာရုံကိုတစ်ချိန်လုံးဖန်ဆားနေရဆိုရင်စာချက်ရှင်စိတ်ကရှိလာမှာမဟုတ်ဘူးရှိနေပြီးသားစာချက်ရှင်စိတ်ကိုပါပြန်ပြီးတော့ပျောက်သွားစေလိမ့်မယ်ဒီတော့ဒါတွေကိုဖယ်ထုတ်ဖို့လိုမယ်ဒါပေမဲ့အနောက်ရက်တွေကိုဖယ်ထုတ်ဖို့ဆိုပြီးသူတို့ကိုစိတ်ဝင်စားဖို့မကောင်းတော့အောင်ဆိုပြီးတော့မင်းကသွားလို့နေလို့မရဘူးဘလောက်ပဲကြိုးစားရုပ်ရှင်ကြည့်တာတွေဂိမ်းဆော့တာတွေကအမြဲတမ်းသူတို့ရှိနေကြအတိုင်းပဲစိတ်ဝင်စားဖို့ကောင်းနေဦးမှာပဲသူတို့ရဲ့စိတ်ဝင်စားဖို့ကောင်းတာတွေကိုမင်းကရော့တော့အောင်သွားလုပ်လို့မရဘူးဒါကိုတော့လက်ခံထားဖို့လိုမယ်ဒါပေမဲ့မင်းလုံနိုင်တာမင်းကြက်ရမယ့်စာတွေကိုပို့ပြီးတော့စိတ်ဝင်စားစရာကောင်းအောင်လုပ်လို့ရတယ်ဒါကလည်းရှေ့မှာပြောခဲ့သလိုစာတွေကိုမင်းကတေချာနားလည်လာနေပြီဆိုတာနဲ့သူ့လိုတဖြည်းဖြည်းဖြစ်လာနိုင်မယ်နားမလည်တဲ့စာတွေကိုဘယ်တော့မှစိတ်ဝင်စားနိုင်အောင်ကြိုးစားဖို့ဆိုတာလည်းမလွယ်ဘူးလူတွေကကိုယ်နဲ့ယဉ်ကျေးမှုမရှိတဲ့နေရာတွေမှာအာရုံဝင်ဆိုင်နိုင်တာကသဘာဝပဲအဲအကြောင်းမို့လဲစာလုပ်တဲ့အခါမှာကိုယ်သိမသိတဲ့စာတွေဆိုရင်တေချာလုံးရှင်စိတ်မရှိတာပထမအချက်ကလို့စာရင်းနဲ့မြန်ရင်းနှီးလာအောင်လုပ်ပြီးတော့စိတ်ဝင်စားစရာကောင်းလာအောင်လုပ်ယူဖို့လိုတယ်ဒီတော့အနောက်ချက်တွေကိုဖယ်ဖို့ကြတော့မင်းလို့ရတဲ့နီလန်2မျိုးရှိတယ်ပထမအရေးကြီးတော့မင်းလုပ်ရမှာစာချက်စစိတ်ကိုဖျောက်ပစ်စီတဲ့အနောက်ချက်တွေကိုတေချာလေးဖယ်ထုတ်လိုက်ဖို့ပဲဂိမ်းဆော့တာတွေတစ်တော့ကြည့်ရမျိုးပေါ့ဒါပေမဲ့မင်းကဒီလိုမျိုးစိတ်ဝင်စားဖို့ကောင်းနေတဲ့ချက်တွေကိုချက်ချင်းမဖယ်ထုတ်နိုင်သေးဘူးပဲဒါဆိုရင်တော့စာတွေကိုပို့ပြီးတော့စိတ်ဝင်စားစရာကောင်းလာအောင်လုပ်ဖို့လိုမယ်တတိယအချက်စာချက်ရှင်စိတ်မရှိရတာကအစကတည်းကဘာကြီးမှန်းချက်မှမရှိရကြောင်းပဲဘာမှအများကြီးမျှော်လင့်မထားတာကောင်းတယ်ဆိုပေမဲ့ရှီမန်းချက်လုံးဝမရှိရင်စာချက်ရှင်စိတ်ရှိဖို့ဆိုတာကလည်းမလွယ်ဘူး
ဒါကိုဖြည့်ရှင်းဖို့ကြတော့တယောက်ချင်းစီအတွက်မတူနိုင်ဘူးမင်းတို့ကိုယ်တိုင်အကြောင်းရင်းတစ်ခုကိုရှာပြီးတော့မှဖြည့်ရှင်းနိုင်တဲ့ပြဿနာမျိုးအဲဒါကြောင့်မင်းတို့ကိုယ်တိုင်တန်ဖိုးထားတဲ့အရာတစ်ခုကိုရှာဖို့လိုလိမ့်မယ်လူတိုင်းအတွက်လိုက်ပြီးတော့မင်းတို့ရဲ့ရည်ရွယ်ချက်ကတော့ဒါပဲမင်းတို့ဒီလိုလုပ်ကြဆိုပြီးတော့လက်ညှိုးထိုးပြပြီးတော့ဖြည့်ရှင်းပေးနိုင်မယ့်ပြဿနာမျိုးမဟုတ်ဘူးကိုယ်တိုင်လှုပ်ရှင်တဲ့ရည်မှန်းချက်တစ်ခုရှိနေဖို့တော့လိုမယ်တချို့အတွက်ကြတော့အမှတ်ကောင်းကောင်းရပြီးတော့အကြောင်းကောင်းကောင်းတက်ရှင်တာမျိုးတချို့ကြတော့နိုင်ငံခြားမှာအလုပ်လုပ်နိုင်ဖို့ဆောင်မှုပဲအောင်ဖို့လိုတာမျိုးပေါ့တယောက်ချင်းစီအတွက်မတူညီတဲ့အဖြစ်မျိုးတွေရှိနေလိမ့်မယ်ဒါမဲ့ဒီနေရာမှာအားလုံးတက်ပြောပြချင်တဲ့နည်းတစ်ခုတော့ရှိတယ်မျက်စိမိတ်ပြီးတော့ခဏလေးပဲစဉ်းစားကြည့်ဒီနည်းကတကယ်အလုပ်ဖြစ်ဖို့ဆိုရင်တကယ်တမ်းမျက်စိမိတ်ပြီးတော့လိုက်လုပ်ဖို့လိုမယ်မင်းတို့ရဲ့နောက်3နှစ်နေရင်ဘာဖြစ်နေမလဲဆိုတာကိုပုံပေါ်တွေးပြီးတော့မြင်အောင်ကြည့်လိုက်ဒါမဲ့ကောင်းတဲ့အနာဂတ်မျိုးတော့မဟုတ်ဘူး3နှစ်လုံးမင်းကဘာသာမှတိကျမလုပ်ဘဲနဲ့အချိန်တွေဖြုံးနေမယ်ဒီမှန်းချက်မရှိဘဲနဲ့ပြင်းနေတာမျိုးပဲလုပ်နေကြတော့မင်းလိုချင်တဲ့အနာဂတ်မျိုးမရောက်ဘဲနဲ့မင်းမလိုချင်တဲ့အနာဂတ်မျိုးတစ်ခုကိုရောက်သွားရဲ့ပဲဒါမင်းတက်ရှင်တဲ့တက်ကလူတွေတက်ဖို့အမှတ်မမီတာမျိုးဆောင်ဝဲပဲကျသွားတာမျိုးဖြစ်သွားပြီမင်းလုံးဝမလိုချင်တဲ့အခြေအနေတစ်ခုကိုရောက်သွားပြီဒီအချိန်မှာမင်းရဲ့နောက်လာရရနေပြီးတော့လွန်ခဲ့တဲ့3နှစ်လောက်တုန်းကအချိန်တွေမဖြုံးဝဲနဲ့ကြိုးစားခဲ့ရင်ကောင်းမှာပဲဆိုပြီးတော့အတွေးတစ်ခုဝင်လာခဲ့ဒီတော့မင်းဆုတောင်းလိုက်တယ်လွန်ခဲ့တဲ့3နှစ်လောက်အချိန်ကိုသာပြန်ရောက်သွားနိုင်ခဲ့မယ်ဆိုရင်တေချာပေါက်အာသွန်ခေါ်ဆိုင်ကြိုးစားပါမယ်ဆိုပြီးတော့ဂတိတစ်ခုကိုပေးပြီးတော့ပေါ့မင်းမျက်လုံးတွေကိုပြန်ဖွင့်ကြည့်လိုက်တဲ့အခါမှာမင်းဆုတောင်းအောင်ပြည့်နေပြီမင်းမလိုချင်တဲ့အနာဂတ်မျိုးကိုမရောက်တော့အောင်ပြင်ဆင်နိုင်ဖို့အတွက်ဒုတိယအကြိမ်အခွင့်အရေးရမင်းလက်ထဲမှာရှိနေပြီဒါကိုဘယ်လိုသုံးချမလဲဆိုတာမင်းပေါ်မှာပဲမူတည်တယ်ရီမန်းချက်အတိအကျမရှိလို့စာမချက်ချင်မှုဆိုတဲ့သူတွေအတွက်ရီမန်းချက်တစ်ခုကိုရအောင်ရှာဖို့ပြောတာအလွယ်ပေမဲ့တကယ်တမ်းမှာတော့ထင်တယ်လို့မလွယ်ဘူးဘာလို့လဲဆိုတော့လူတိုင်းကအနာဂတ်မှာမျှော်မှန်းထားတာမျိုးကြီးကြီးမားမားရှိချင်မှရှိနေမှာဒါပေမဲ့တေချာတာကတော့လူတိုင်းမှာမဖြစ်ချင်တဲ့အဆိုးဆုံးပုံစံမျိုးတော့ရှိမှာပဲဒါမျိုးအဆိုးဆုံးအနာဂတ်တွေကိုပုံဖော်ကြည့်ပြီးတော့အဲ့လိုအခြေအနေမျိုးမရောက်အောင်ကိုယ်တိုင်ကြိုးစားကြည့်လိုက်ဆရာဝန်ဖြစ်ချင်တယ်လို့အင်ဂျင်နီယာဖြစ်ချင်တယ်လို့ဆိုတာမျိုးရီမန်းချက်ကြီးကြီးမားမားမရှိခဲ့တဲ့ကျွန်တော်တို့ကတော့ဒီနည်းလေးကတော်တော်လေးအလုပ်ဖြစ်ခဲ့တယ်နောက်ဆုံးနဲ့အရေးကြီးဆုံးစာချက်ရှင်စိတ်ကိုပျောက်သွားစေနိုင်တဲ့အချက်ကအချိန်ဆွဲတဲ့အကျင့်ပဲစာချက်ရှင်စိတ်တော့ခဏပေါ်လာလိုက်တယ်ဒါပေမဲ့အချိန်ဆွဲရင်းနဲ့ပဲစာချက်ရှင်စိတ်ကပြန်ပျောက်သွားတာမျိုးဒါကလူတိုင်းနှီးပါးလောက်ရင်ဆိုင်ရတဲ့ပြဿနာပဲဒါပေမဲ့ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုတေချာမသိကြဘူးအချိန်ဆွဲတဲ့အကျင့်ကိုဖျောက်ဖို့လုပ်တဲ့အခါမှာလူတော်တော်များများပြဿနာကိုဖြေရှင်းပြီးမှားနေကြတာများတယ်ကျွန်တော်ကိုယ်တိုင်လည်းအရင်ကအချိန်ဆွဲတဲ့အကျင့်ရှိခဲ့ဘူးတယ်အခုလိုမျိုး YouTube ဗီဒီယိုတွေစလုပ်ဖို့ဆိုပြီးတော့ idea ရပြီးစိတ်ကူးမိတာလွန်ခဲ့တဲ့2နှစ်3နှစ်လောက်တည်းရပဲဒါပေမဲ့အကြောင်းပြချက်မျိုးမျိုးပေးနေပြီးတော့အချိန်ဆွဲနေခဲ့မိတာအတန်သွေးဖို့မိုင်းမရှိသေးလို့လက်တော့တိတ်မကောင်းသေးလို့လုံရမယ့်အကြောင်းအရာတွေတေချာမစုံသေးလို့ဆိုပြီးတော့အကြောင်းပြချက်တွေမျိုးမျိုးပေးရင်းနဲ့ပဲကြာနေခဲ့ပြီးဘာမှစမလုပ်ခဲ့ပြဘူးဒါပေမဲ့အခုပြောပြမယ်အချိန်ဆွဲတဲ့အကျင့်ကိုဘယ်လိုကြော်လွှားရမလဲဆိုတဲ့အကြောင်းကိုတေချာသိတော့မှပဲလုပ်ဖြစ်သွားတာစမလုပ်ဖြစ်ရတာပေးနေရဲ့အကြောင်းပြချက်တွေအကြောင်းတစ်ခုမှမဟုတ်ဘူးဆိုတာလည်းသိလိုက်ရတယ်အခုလည်းအချိန်ဆွဲတဲ့အကျင့်ကိုဖျောက်နိုင်သွားလို့မင်းတို့ဒီဗီဒီယိုကိုကြည့်နေရတာအဲ့ဒါကြောင့်အခုပြောပြမယ်ဖြည့်ရှင်းနည်းတွေကမင်းတို့အတွက်လည်းအလုပ်ဖြစ်လိမ့်မယ်စစ်ပညာမှာကျွမ်းကျင်တဲ့စွန်ကျူးကအခုလိုမျိုးပြောဘူးတယ်မင်းကရန်သူကိုလည်းသိတယ်ကိုเจ้าကိုလည်းသိတယ်ဆိုရင်ဘယ်လိုတိုက်ပွဲမျိုးမှာကြောက်စရာမလိုဘူးဒီတော့အချိန်ဆွဲတဲ့အကျင့်ဆိုတာဘယ်လိုရန်သူမျိုးလဲဆိုတာကိုတေချာသိထားဖို့လိုလိမ့်မယ်အချိန်ဆွဲရဆိုတဲ့ဝေါ်ဟာကြကြောင်ဒါကိုအချိန်နဲ့ပတ်သက်တယ်လို့ပဲထင်တတ်ကြတယ်ဒါပေမဲ့တကယ်တမ်းမှာစိတ်ခံစားချက်နဲ့ပတ်သက်တဲ့ပြဿနာမျိုးပဲအထူးသဖြင့်ကြောက်စိတ်ပေါ့အဲကြောင့်မို့လို့မင်းတို့ရဲ့ကြောက်စိတ်နဲ့ပတ်သက်ပြီးတော့ဖြည့်ရှင်းဖို့လိုလိမ့်မယ်ဒါပေမဲ့ကြောက်စိတ်ကိုအပြီးဖယ်ထုတ်ပြရမယ်လို့ထင်ရင်တော့မင်းတို့မှားသွားလိမ့်မယ်ဒီကြောက်စိတ်ဆိုတာမကောင်းတာတော့မဟုတ်ဘူးလူသားတွေကိုအသက်ရှင်နိုင်မှုကူညီပေးလာတဲ့အရာတစ်ခုပဲဒီအကြောင်းပြောပြဖို့ဆိုရင်ကြောက်ခေလိုမျိုးလူသားတွေတောထဲမှာမဲလိုက်ရတဲ့အချိန်ကိုပြန်သွားကြည့်ဖို့လိုလိမ့်မယ်အဲ့ဒီအချိန်တုန်းကလူသားတွေရင်ဆိုင်ရတဲ့အန်ဒီရတွေကကြားရချင်းသေးလိုမျိုးအသက်အန်ဒီရကိုချင်းချောင်းနိုင်တဲ့အကောင်မျိုးတွေဒါမျိုးတာရဲ့တရိတ်ဆန်တွေနဲ့ရင်ဆိုင်ရတဲ့အခါမှာပထမဆုံးခံစားရမှာကြောက်စိတ်ပဲဒါမဲ့အဲ့ဒီကြောက်စိတ်ကြောင့်ပဲအသက်ရှင်နိုင်တာအန်ဒီရကိုဘယ်လိုရှောင်ဝန်းသွားရမလဲဘယ်လိုဖြည့်ရှင်းရမလဲဆိုတော့တုံ့ပြန်မှုမျိုးကိုဖြစ်စေတာကြောက်စိတ်ကြောင့်ပဲဒီတော့လူသားတွေအသက်ရှင်ဖို့အတွက်ကြောက်စိတ်ကလည်းရေးပါရဆိုတာတော့သိထားဖို့လိုမယ်အဲ့ဒါကြောင့်ကြောက်စိတ်ကိုအပြီးဖယ်ထုတ်လို့လည်းမရဘူးဒါမဲ့ဒီနေရာမှာမြို့ပြန်ပြီးတော့ဒုက္ခပေးနေရတာလေအဲ့ဒီကြောက်စိတ်ကြောင့်ပဲကြောက်စိတ်ရှိနေလို့အချိန်ဆွဲတဲ့အကျင့်ဖြစ်ပြီးတော့အဲ့ဒီအချိန်ဆွဲတဲ့အကျင့်ရပဲမင်းရဲ့စာရက်ရှင်စိတ်တွေကိုပျောက်သွားစေတာဒီတော့စာမချက်ရှင်ရတာရောဘာတွေကိုကြောက်နေကြလို့လဲဒါရဲ့တိရစ္ဆာန်တွေနဲ့နေတိုင်းရင်ဆိုင်ရတဲ့အခြေအနေမျိုးတော့မရှိတော့ပင်ပဲမင်းတို့အုံနောက်က အန်ဒီရတွေကိုရှောင်သွားဖို့ဆိုတာအကျင့်ဖြစ်နေပြီအများစုထင်ကြတာစာရီကခက်လို့ကြောက်တယ်လို့ပဲထင်ကြမှာပေါ့မှန်တဲ့လောက်တော့မှန်ပါတယ်ဒါမဲ့အဲ့ဒါအပြင်မှာလူတော်များများကြောက်ကြရရှိသေးတယ်ကျွန်တော်အရှိမပြောခဲ့သလိုအခု YouTube channel ကိုစဖို့အတွက်အချိန်2နှစ်ကျော်လောက်ကြာရဲဆိုတဲ့အကြောင်းရင်းနဲ့တူတူပဲ uncertainty လို့ခေါ်တဲ့မတိကျမရေရာဖြစ်နေတဲ့အခြေအနေကိုကြောက်ကြတာဗီဒီယိုတင်ပြီးမှ view တွေမရရင်ဘယ်လိုလုပ်မလဲတိနေလူတွေတွေ့သွားရင်သူတို့တွေလှောင်ကြမလားဆိုတာမျိုးပေါ့ဒါမျိုးဘာမှန်းကြုံမသိနိုင်တဲ့အရာတွေလူတွေကကြောက်ကြတာအကြောင်းပြချက်အမျိုးမျိုးတော့ပေးနေခဲ့တယ်ဒါပေမဲ့တကယ်တမ်းသိလိုက်ရတာအဲ့လိုမရေရာတာကိုကြောက်တဲ့စိတ်ကြောင့်ပဲလူတွေကအချိန်ဆွဲတဲ့အကျင့်အဖြစ်လာတာအခု
အခုအားလုံးကဒီဗီဒီယိုကြည့်နေကြရပြီဆိုတာကျွန်တော်အချိန်ဆွဲတဲ့အချိန်ကိုကြော်သားနိုင်လို့ပဲအဲ့ဒါကြောင့်မင်းတို့အားလုံးလည်းသိထားဖို့ဘယ်လိုနည်းတွေကိုသုံးခဲ့လဲဆိုတာကိုပြောပြမယ်ဖြည့်ရှင်းရမယ့်နည်းကတော့ရိုးရှင်းတယ်လွယ်တဲ့အလုပ်တွေကိုရွေးပြီးတော့လုပ်တတ်ဖို့ပဲတကယ်လို့မင်းကစားလို့ရမယ်လို့တွေးလိုက်တာနဲ့ဒီအလုပ်ကအရန်ကြီးကျယ်ပြီးတော့မင်းအုံနောက်ကဒါကိုအန်ဒီရယ်လို့သတ်မှတ်လိုက်လိမ့်မယ်ဒီလိုနဲ့ပဲနီးမျိုးစုံသုံးပြီးတော့ရှောင်မှုကြိုးစားရင်းနဲ့အချိန်ဆွဲတဲ့အချိန်ကပြောင်းမှာမဟုတ်ဘူးစားချက်ရှင်စိတ်လည်းမရှိပဲဖြစ်နေလိမ့်မယ်အဲ့ဒါကြောင့်ခက်တာတွေမလုပ်ဘဲနဲ့လွယ်တာတွေကိုပဲရွေးပြီးတော့လုပ်တတ်ဖို့လိုတယ်ဒါမဲ့လွယ်တဲ့အလုပ်ဆိုတိုင်းလည်းအကျိုးမရှိတာတွေကိုလုပ်ဖို့ပြောတာမဟုတ်ဘူးဘယ်လိုမျိုးလဲဆိုတာကိုရှင်းပြမယ်ဥပမာအနေနဲ့တင်ချာ2 နာရီလောက်တွက်ရမယ်အပုပ်ရှည်တစ်ပုတ်လုံးကျက်ရမယ်ခန်းကြီးတွေတစ်အုပ်လုံးကျက်ရမယ်ဆိုတာမျိုးကခက်တဲ့အလုပ်တွေကြောက်စရာကောင်းတဲ့အလုပ်တွေပဲဒါတွေကမင်းတို့အုံနောက်အတွက်ရှောင်ပြေးနေစရာကြားတွေချင်းတွေပဲအဲ့တော့ဘလို့မှရင်ဆိုင်ဖို့မလွယ်ပဲနဲ့ကြောက်စိတ်ကရှိနေဦးမှာပဲပြောင်းပြီးတော့စဉ်းစားကြည့်ဖို့လိုပဲတင်ချာ2 နာရီထိုင်တွက်မယ်ဆိုတဲ့အလုပ်တွေပိုလွယ်တာတင်ချာတစ်ပုတ်စတွက်ဖို့ပဲအဲ့ထက်လွယ်တာမေကွန်းတစ်ပုတ်ကိုပြီးအောင်စားဖတ်ဖို့ပဲခန်းကြီးတွေတစ်အုပ်လုံးရအောင်ကျက်မယ်ဆိုတာကလည်းခက်တယ်အဲ့ထက်လွယ်တာတခန်းပဲရအောင်ကျက်လိုက်ဖို့ဒီထက်ပိုလွယ်တာကိုပြောပါဆိုရင်တော့ပထမဆုံးတစ်လုံးကိုစားကျက်လိုက်ဖို့ပဲအပုပ်ရှည်ကြီးကျက်ဖို့ဆိုရင်လည်းရမ်းခတ်နေရင်တချောင်းစီနားလည်အောင်စူးစမ်းကြည့်ဒီထက်အလွယ်ဆုံးပြောရမယ်ဆိုရင်တော့စာရေးစပွဲမှာသွားပြီးတော့ထိုင်လိုက်ဖို့ပဲဒီလိုလွယ်လွယ်ကူလုပ်လို့ရတာမျိုးတွေဆိုရင်တော့ဘယ်သူမှကြောက်နေမှာမဟုတ်ဘူးအဲ့ဒါကြောင့်မင်းတို့လုပ်ဖို့လိုတာတစ်ခုပဲလုပ်ရမယ့်အလုပ်ရဲ့အသေးဆုံးအလွယ်ဆုံးဆိုတဲ့အားတွေကိုရှာတတ်ဖို့ပဲပြီးရင်အတိအကျစလုပ်စက္ကန့်ပိုင်းလောက်နဲ့လုပ်ပြီးနိုင်တယ်ဆိုတဲ့အရာတွေရအောင်ရှာလုပ်ရမယ့်စာအုပ်ကိုစဖွင့်တာမျိုးစာရေးစပွဲမှာသွားထိုင်လိုက်တာမျိုးပဲဖြစ်ဖြစ်ပေါ့ဒီလိုမျိုးအစကိုသာလွယ်လွယ်ကူကူနဲ့လုပ်နိုင်သွားပြီဆိုရင်ကျန်တာတွေကဆက်လုပ်ရတာထင်တယ်လို့မခက်တော့ဘူးမင်းတို့ရဲ့စာချက်ရှင်စိတ်တွေပျောက်စေတဲ့အချိန်ဆွဲတဲ့အချင်းကိုပြင်ဖို့ဆိုရင်အရေးကြီးဆုံးလုပ်ရမှာလွယ်ကူတဲ့အလုပ်တစ်ခုကနေပြီးတော့စတင်လိုက်ဖို့ပဲအဲ့ဒါကြောင့်စားပြီးလုပ်ရတဲ့အချိန်ကလွယ်ကူနေဖို့အရေးကြီးတယ်ဒီလိုမျိုးစာချက်ချိန်တွေကိုလွယ်လွယ်ကူကူနဲ့စတင်နိုင်အောင်လုပ်ရမယ့်နည်းတစ်ခုပြပေးမယ်ဒါကတော့ကျွန်တော်တို့ဘက်ကနေပြီးတော့ဖန်တီးပေးထားတဲ့ application လေးတစ်ခုပဲစားလုပ်ဖို့အချိန်တွေအကြာကြီးဆွဲနေမယ်စား9မိနစ်စာလောက်အချိန်ပေးပြီးတော့စာတွေပြန်နှွေးလို့ရမယ်အဓိကကတော့တာမန် flash card တွေနဲ့စာပြန်နှွေးအောင်တော့မဟုတ်ပဲနဲ့ speed repetition system မှာထည့်ပေးထားတာမို့လို့စာတွေကိုမင်းတို့မိကန်ဒီအချိန်လောက်မှာအချိန်ကိုက်ပြန်နှွေးနိုင်အောင်ပြပေးလိုက်မယ်စားလုပ်ဖို့ကလည်းမခက်ဘူးအဲ့ဒါကြောင့်အချိန်ဆွဲတဲ့အကျင့်ကိုကြော်နိုင်မဲ့အပြင်စာတွေကိုပါတေချာမှတ်မိလာနိုင်လိမ့်မယ်လို့အာမခံတယ်ကိုယ်တိုင်နေရာတေချာလိုက်လုပ်ဖြစ်မယ်ဆိုရင်ပေါ့ application အကြောင်းကိုအသေးစိတ်ထပ်သိချင်သေးရဆိုရင်တော့ description ထဲမှာ link ထည့်ပေးထားပါတယ်ဒီလိုဆိုရင်တော့စာချက်ချင်းစိတ်ကိုပျောက်စေရရတွေတော့ဖယ်ပြီးလောက်ကျန်တာတွေရှိနိုင်သေးပေမဲ့ရှေ့ကပြောခဲ့တာတွေကအများစုကြုံကြရတဲ့အဓိကပြဿနာတွေပဲစာချက်ချင်းစိတ်ကိုပျောက်သွားစေနိုင်တဲ့ချက်တွေကိုဖယ်လိုက်အောင်လည်းမပြီးသေးဘူးစာချက်ချင်းစိတ်ဖြစ်လာအောင်ဘယ်လိုစနစ်တကျလုပ်ရမလဲဆိုတာကိုလည်းသိဖို့လိုသေးတယ်အများစုပြောတတ်ကြတယ်စာချက်ဖို့ motivation မရှိလို့ဘယ်လိုလုပ်ရမလဲမသိဘူးဆိုတာမျိုးကြားဖို့ကြမှာပေါ့ကျတော့ motivation ဆိုတာဒီခုတခါလိုက်ရှာနေဖို့မလိုဘူးအဲ့လိုရှာလို့ရနိုင်တာမျိုးပါလေစာချက်ချင်းစိတ် motivation အစစ်မှန်မဖြစ်နိုင်ဘူး motivation မရှိလို့ဆိုပြီးထိုင်ဆောင်နေရတဲ့ဆိုင်ရှေ့ရပြောထားလို့မျိုးဘာပဲဖြစ်ဖြစ်စားထားလို့ရတာမင်းတို့ပို့ပြီးတော့ motivation ရစေလေစားလုပ်နေရင်လည်းဘာဆက်လုပ်ရမလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိလာတယ်ဒီလိုသိလာမှလည်းစာချက်ချင်းစိတ်ကဖြစ်လာမှာစာချက်ချင်းစိတ်ကအစာတွေအပြည့်အဝရှိနေမယ်ရာမျိုးမဟုတ်ဘူးဖြည်းဖြည်းချင်းနဲ့ပဲတီးဆောက်ရတာမျိုးစာချက်ချင်းစိတ်ရှိတဲ့အချိန်မှာစားလုပ်မယ်ဆိုရင်ဘယ်တော့မှစားလုပ်ဖြစ်တော့မှာမဟုတ်ဘူးအလုပ်စားလုပ်ရင်စားချက်ရင်ထဲမှာ motivation ဆိုတာပေါ်လာမှာမင်းတို့ game တွေတက်တော့တွေမှာ2 နာရီ 3 နာရီလောက်စက်တိုက် motivation မလိုပဲနဲ့3 နိုင်တာဘာကြောင့်လို့ထင်လဲမင်းတို့ကသူ့လို game ဆော့ခြင်းစိတ်ကဖြစ်နေတော့ motivation မလိုဘူးလို့ထင်ကြပါပဲတကယ်တော့ game ဆော့ဖို့ TikTok ကြည့်ဖို့ဆိုတာကလည်း motivation ကလိုတာပဲဒါပေမဲ့ဒါတွေက motivation ကသူ့လိုအမြဲတမ်းရှိနေတော့လိုရဲဆိုတာကိုမင်းတို့သတိမထားမိတာဒီလိုဟာတွေကြတော့ motivation ရှိနေပြီးတော့စာချက်ချင်းစိတ်ကြတော့ဘာလို့လွယ်လွယ်နဲ့မရှိရလို့ထင်တယ်ဒီကြောင့်ကိုသိဖို့ဆိုရင်လူသားတွေကို motivated ဖြစ်စေရဲ့အခြေအနေ၃မျိုးအကြောင်းကိုသိထားဖို့လိုမယ်အခုကပထမဆုံး motivate ဖြစ်စေရဲ့အချက်ပဲ autonomy လို့ခေါ်တယ်ဘာလဲဆိုတော့လူတွေကသူတို့ကိုယ်တိုင်ဆုံးဖြတ်ချက်ချပြီးလုပ်ကြရတဲ့အလုပ်တွေဆိုရင် motivation ပိုဖြစ်စေတယ်ရှားတယောက်ကလုပ်ခိုင်းတာပဲဖြစ်ဖြစ်တာဝန်ရမဖြစ်မနေလုပ်ရတာမျိုးပဲဖြစ်ဖြစ်ဒါမျိုးဆိုရင်တော့စိတ်ကသိမပါတတ်ကြဘူးဥပမာအနေနဲ့ပြောရရင်မင်းခန်းရှုပ်ပွားနေလို့ကိုယ်တိုင်ဆုံးဖြတ်ပြီးတော့တန်ရှင်းလုပ်မလို့စဉ်းစားနေအောင်မှာမင်းတို့တယောက်ကလာပြီးတော့အခန်းရှင်းဖို့လာခိုင်းမယ်ဆိုရင်လှုပ်ရှင်စိတ်ကပျောက်သွားတာမျိုးကြုံမှုမှာပေါ့အခန်းရှင်းတာမဟုတ်ရင်တော့တခြားအကြောင်းအရာတစ်ခုတော့ကြုံမှုမှာပဲကိုလုပ်ဖို့ရည်ရွယ်ထားတဲ့အလုပ်ကိုတခြားသူတယောက်ကလာခိုင်းတော့မှမလုပ်ချင်တော့တာမျိုးအားကြောင့်လဲဆိုတော့ဒါကိုယ်တိုင်ရွေးချယ်ထားတဲ့ choice mode တော့ပဲနဲ့သူများခိုင်းလို့မဖြစ်မနေလုပ်ရတယ်လို့ဖြစ်သွားလို့စာချက်တာနဲ့ game show TikTok ကြည့်ရတဲ့ကြာမှာခွာသွားတာလည်းဒီလိုပဲစာချက်တယ်ဆိုတာမင်းတို့ကိုယ်တိုင်ဆုံးဖြတ်ပြီးကြက်ချင်လို့ကြက်တာမဟုတ်ပဲနဲ့မလုပ်မဖြစ်လို့လုပ်ရတယ်လို့ပဲသဘောထားနေကြတာများတယ်စာချက်ချင်းစိတ်ဖြစ်ဖို့ motivate အမြဲရှိနေဖို့ဆိုရင်ဒီချက်ကိုပြင်ဖို့လိုတယ်ဆိုတော့လူသားတွေ motivate ဖြစ်စေတဲ့အချက်၃ချက်တည်းတစ်ခုကမင်းတို့ကိုယ်တိုင်ဆုံးဖြတ်ပြီးတော့လုပ်ရင် motivate ရစေတာပဲဒီတော့ motivate ရဖို့ဆိုပြီးကိုယ်တိုင်ဆုံးဖြတ်ချက်ချပြီးစားလုပ်ကြရမယ်ဆိုပြီးတွေးထားတဲ့အကြောင်းသားတွေရှိကြလိမ့်မယ်ကိုယ်တိုင်ဆုံးဖြတ်ချက်ချပြီးလုပ်တာမှန်ပေမဲ့ motivation ကိုသုံးတဲ့ဒီမှားသွားမယ်ဆိုရင်ကောက်ရိုးမိလိုမျိုးပဲခဏပဲအားကုန်သုံးစာချက်ချင်းစိတ်တွေဖြစ်လာပြီးတော့1 ရက်2 ရက်လောက်နေရင်စာချက်ချင်းစိတ်ကပြန်ပြီးတော့ပျောက်သွားလိမ့်မယ်ဒီလိုဖြစ်တာရောဘာကြောင့်လဲအဖြစ်အောင်ဘယ်လိုလုပ်ကြမလဲစာတကယ်လုပ်ပြီးဆိုပြီးဆုံးဖြတ်ချက်ချလိုက်ကြတဲ့အကြောင်းသားတွေကဝယ်ပါဝါကိုပဲသုံးပြီးတော့လုပ်ကြရဖြစ်ဖို့များတယ်စိတ်ခွန်အားပေါ့အလုပ်တစ်ခုကိုလုပ်ချင်စိတ်ရှိမရှိအားသုံးခေါ်ဆိုင်လုပ်မယ်ဆိုတဲ့စိတ်မျိုးဒီလိုဝယ်ပါဝါကိုပဲအဓိကသုံးတာအစာပဲမှာတော့သုံးဝင်နိုင်တယ်ရေရှည်ထိန်းထားဖို့ကမလွယ်ဘူးအားကြောင့်အလုံးမဖြစ်နိုင်ဘူးလို့ပြောရတာလေတကယ်တော့ဝယ်ပါဝါဆိုတာအကန့်အသတ်နဲ့ပဲရှိတာမျိုးပါအလုံးများများလုပ်ရင်ကြွက်သားတွေကပင်ပန်းပြီးတော့အားကုန်ရတယ်လို့မျိုးပဲဝယ်ပါဝါဆိုတာကလည်းအားကုန်တယ်ပါဒါ
ဒါကို ego depletion theory လို့ခေါ်တယ်ဒီ theory အကြောင်းကတော့မှန်တယ်မမှန်ဘူးအငြင်းခုန်နေရှိနေသေးပေမဲ့ willpower ပုံမှာပဲအပြည့်အဝအားထားနေလို့မရဘူးဆိုတာကိုတော့သိထားဖို့လိုမယ်ဒီလိုမှမဟုတ်ဘူးဆိုရင်စာချက်ရှင်စိတ်တွေကခဏလေးနဲ့ပြန်ပြောက်သွားပြီးတော့ဘာမှစာမလုပ်ဖြစ်တဲ့အခြေအနေကိုပြန်ရောက်သွားလိမ့်မယ်ဒါပေမဲ့ willpower ကလုံးဝအတုံးဝင်လို့ပြောတာမျိုးတော့မဟုတ်ဘူးသုံးလို့ရတဲ့နေရာတွေကတော့အရှိရပြောလို့အချိန်ဆွဲတဲ့အကျင့်တွေကိုဖျောက်ဖို့အလုပ်တိတိလေးတွေကဆက်လုပ်ဖို့အတွက် willpower ကိုသုံးပြီးတော့လုပ်တာမျိုးတော့လုပ်လို့ရတယ်နှစ်နာရီလောက်စာတိုင်းလုပ်ဖို့ willpower ကိုသုံးမယ်စာရေးဆွဲမှာသွားထိုင်ပြီးတော့အာယုံဆိုင်ဖို့10စက္ကန့်စာလောက်ပဲသုံးလိုက်တာပို့ပြီးတော့မင်းတို့အတွက်အလုပ်ဖြစ်လိမ့်မယ်အချိန်အကြာကြီးမလုပ်ချင်တာတွေကို willpower မှာပဲညှစ်ထုတ်ပြီးတော့လုပ်နေတာမျိုးကအဆင်မပြေနိုင်ဘူးဒီတော့စာချက်ချင်းစိတ်ဖြစ်နေဖို့ဆိုရင် willpower ကိုအားကိုးနေလို့မရဘူးဆိုတာတော့လက်ခံထားရမယ်ဒီတော့တခြားနည်းတစ်ခုကိုပါထပ်ရှာရမယ် willpower လည်းရှိစရာမလို mental energy ကိုလည်းချွေထားနိုင်မဲ့နည်းတစ်ခုပေါ့စာတော်ရဲ့အကြောင်းသားတိုင်းဒီနည်းကိုသုံးကြတယ်ဒါကတော့အလေးချင်းတစ်ခုကိုတိစောက်တာပဲပြောလို့တာလွယ်ပေမဲ့စနစ်တကျအလေးချင်းတစ်ခုကိုတိစောက်ဖို့ဆိုတာထင်သလောက်မလို့ရှိဘူးအချိန်လည်းယူရတတ်တယ်ဒါကိုနားမလည်ထားဖို့ဆိုရင်ကိုကပဲမတော်ရလားဆိုပြီးလွယ်လွယ်နဲ့စိတ်သက်ကြပြီးလက်လျှော့သွားကြတယ်အလေးချင်းတစ်ခုကိုတိစောက်ဖို့21ရက်ကြာရလို့ပြောတတ်ကြပေမဲ့တကယ်တမ်းမှာတော့ဒီလိုရက်အတိအကျမရှိဘူး18ရက်ကနေပြီးတော့ရက်200ကျော်အထိအောင်မှကြာနိုင်တယ်ရက်အတိအကျပြောဖို့မလွယ်ဘူးဒီလိုမျိုးအချိန်ကြာပြီးခတ်တယ်ဆိုပေမဲ့အလေးချင်းတစ်ခုကိုဘယ်လိုဖြစ်တည်လာလဲဆိုတာကိုတရားနားလည်ထားမယ်ဆိုရင်တော့လောက်ရလွယ်သွားပြီဒီတော့အဲ့အကြောင်းအရင်ဆုံးရှင်းပြမယ်လုံးနေကြအလုပ်တွေကနေပြီးတော့အလေးချင်းတစ်ခုဖြစ်တည်လာဖို့ဆိုရင်အစဉ်လေးစိတ်ရှိဖို့လိုအပ်တယ်ကောင်းတဲ့အကျင့်ပဲဖြစ်ဖြစ်ဆိုးတဲ့အကျင့်ပဲဖြစ်ဖြစ်ပေါ့ပထမဆုံးအဆင့်က Q အရေးအမှုဒုတိယအဆင့်ကတော့ craving တတ်မှတ်လာမယ်လှုပ်ရှင်စိတ်ဖြစ်လာမယ်ဆိုတာမျိုးတတိယအဆင့်ကတော့ response ခုနကဖြစ်လာတဲ့လှုပ်ရှင်စိတ်နဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်တစ်ခုခုပြန်ပြီးတုံ့ပြန်လိုက်တဲ့သဘောနောက်ဆုံးအဆင့်ကတော့ reward ကိုလှုပ်လိုက်တဲ့တုံ့ပြန်မှုကြောင့်အကျိုးတစ်ခုကိုပြန်ခံစားရတာမျိုးဒီအဆင့်လေးဆင့်ကခဏခဏဖြစ်နေပြီဆိုရင်အလေးချင်းတစ်ခုဖြစ်လာလိမ့်မယ်ရှေ့ကပြောရတာလေဘာမှနားမလည်သေးဘူးဆိုရင်ဥပမာအနေနဲ့တစ်ခုရှင်းပြမယ်မင်းကဂိမ်းရမ်းဆော့တဲ့လူတစ်ယောက်ပဲဒါမင်းမေးသားမှာကြောက်ရောက်ကလာပြီးတော့ဂိမ်းလာဆော့နေရပဲဖြစ်ဖြစ်ဂိမ်းနဲ့ဝင်လိုက်လို့စပွင့်လာတဲ့အတန်လေးရပဲဖြစ်ဖြစ်မင်းကဂိမ်းဆော့ခြင်းစိတ်ဖြစ်လာအောင်ဆွဲဆောင်နိုင်တယ်ဒါက Q နဲ့ craving ပိုင်းပဲဒီဟာကိုမင်းက response လုပ်လိုက်ပြီးတော့ကိုယ်တိုင်မှာဝင်ဆော့လိုက်မယ်ဆိုရင်မင်းအတွက်စိတ်ရည်နှံမှုတစ်ခုတော့ရမှာပဲဒါကတော့ကြံတဲ့ response နဲ့ reward အပိုင်းပေါ့ဘယ်လောက်ပဲဖြစ်ဖြစ်ဒီအဆင့်၄ဆင့်ကိုထက်ကကြုံနေရပြီဆိုရင်အလေးချင်းတစ်ခုဖြစ်လာတာပဲအဲ့ဒါကြောင့်မလို့စာချက်တောင်လည်းအလေးချင်းဖြစ်လာအောင်ဒီအဆင့်၄ဆင့်ကိုကိုယ်တိုင်ဖန်တီးတည်ဆောက်လို့ရတယ်မကောင်းတဲ့အကျင့်တွေကိုဖျောက်ဖို့ဆိုရင်လည်းအဆင့်တစ်ခုကိုဖယ်နိုင်အောင်ကြိုးစားကြည့်ပေါ့ဆိုတော့စာချက်တဲ့အကျင့်ကိုတည်ဆောက်ဖို့ဆိုတဲ့အချက်ကိုသွားကြမယ်စာချက်တဲ့အကျင့်ကိုတည်ဆောက်ဖို့ဆိုရင်ပထမဆုံးလိုတာသိတာနေရမယ်ဘာလို့ပြောရလဲဆိုတော့စာအုပ်တွေကမျက်စိရှိမြင်တိုင်းတဲ့နေရာမှာရှိနေရမျိုးတေချာအစီအစဉ်တရားရှိနေရမျိုးလုပ်ထားဖို့လိုမယ်ဒီလိုမှမဟုတ်ဘဲနဲ့လွယ်ထဲမှာပဲထည့်ထားမယ်မမြင်ရမယ့်နေရာတွေမှာပဲရှိနေမယ်ဆိုရင်စားလုပ်တဲ့စီကိုရောက်တော့မှာမဟုတ်အိမ်စာတွေပါရဆိုရင်လည်းစာကြည့်စပွဲပေါ်မှာအစင်နဲ့တင်ထားပေါ့နောက်တစ်ဆင့်ဟာစိတ်ဝင်စားဖို့ကောင်းနေရမယ်ဒါအရှိရပြောသလိုကိုယ်တိုင်ဆုံးဖြတ်ချက်ချပြီးလုပ်မယ်ဆိုရင်စာလုပ်ရတာပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းနေမှာပဲတတိယအဆင့်ဟာလုပ်ဖို့လွယ်ကူနေရမယ်လုပ်ဖို့လွယ်ကူရဲဆိုတာစာလွယ်တာကိုပြောတာမဟုတ်အလေးချင်းစားဖို့အတွက်လွယ်ကူတာကိုပြောတာလောက်ခံဒီမှာစာအုပ်တွေပြန်လိုက်ရှာစာပေပြန်လိုက်စုကအစားလုပ်ဖို့ခက်ခဲနေမယ်ဆိုရင်လေးချင်းတစ်ခုဖြစ်ဖို့ခက်နေလိမ့်မယ်လေးချင်းတစ်ခုဖြစ်တည်လာဖို့ဆိုရင်စားလုပ်ရမယ့်အလုပ်ကလွယ်ကူရှိနေဖို့အရေးကြီးတယ်နောက်ဆုံးအဆင့်ကတော့စိတ်ကျဉ်တတ်မှုရှိနေဖို့လိုတယ်အခုလိုစားလုပ်လိုက်လို့ရလာတဲ့အကျိုးကမင်းအတွက်စိတ်ကျဉ်တတ်မှုကောင်းကောင်းပေးနိုင်တယ်ဆိုရင်မင်းကဒီလက်ကိုအလေးချင်းတစ်ခုအနေနဲ့ဖြစ်လာစေဖို့ပုံမြန်ပို့ပြီးတော့ထိရောက်စေလိမ့်မယ်ဒီလိုမှမဟုတ်ပဲရလာကိုမင်းကမလိုချင်ဘူးဆိုရင်ဒီလေးချင်းကိုကြာထိန်းထားနိုင်မှုဆိုတာခက်တာပေါ့အများစုအတွက်ကပြဿနာဒီအချက်ပဲစားလုပ်ရရဲဆိုတာကောင်းတဲ့ရလက်ကိုချက်ချင်းခံစားရတာမျိုးဟုတ်တစ်ပတ်နှစ်ပတ်လောက်တင်မကောက်တခါတလေဆိုတစ်လလောက်နေမှာကိုစားလုပ်ခဲ့ရတဲ့အကျိုးကိုခံစားရတာအဲ့ဒါကြောင့်ချက်ချင်း reward တစ်ခုကိုမင်းကမခံစားရဘူးဆိုရင်ဒီလေးချင်းကိုဆက်မလုပ်ဖြစ်တော့ဖြစ်ဖို့များတယ်ဒါနဲ့ပဲလူတော်တော်များများအလေးချင်းတစ်ခုကိုမတိဆောက်နိုင်ကြတာဒီလိုအလေးချင်းတစ်ခုကိုမပြတ်သွားဖို့ဆိုရင်မင်းအတွက်အချိန်နဲ့ဆရာကောင်းတဲ့ reward တစ်ခုကအများရှိနေဖို့လိုတယ်အဲ့ဒါကြောင့်မလို့ habit tracker လေးတုံးပြီးတော့မှတ်ထားရမျိုးပဲဖြစ်ဖြစ်တက်ကတိမှာအမှန်ချစ်ထားရမျိုးပဲဖြစ်ဖြစ်စမ်းကြည့်ပေါ့စားလုပ်ရတာအလေးချင်းအနေနဲ့ပုံမှန်ဖြစ်သွားပြီဆိုရင်မင်းအတွက်အားသိစိုက်စရာမလိုတော့ဘဲနဲ့စားချက်ချင်းစိတ်ကိုတကူတကရှာနေစရာမလိုအောင်တော့အဆင်ပြေနေပြီဝေပါကိုတုံးပြီးတော့အားစိုက်ဖို့လည်းမလိုတော့ဘူးအလေးချင်းဆိုတာမင်းအတွက်စွမ်းရည်ကိုချွေတာပေးမဲ့အရာတစ်ခုပဲတေချာထပ်မှကျင်တာဒါမျိုးစားချက်တဲ့အလေးချင်းရဖို့ကလွယ်ကူနေမှာတော့မဟုတ်ဘူးအစာပိုင်းမှာတော့အခက်တွေ့လိမ့်မယ်အများစုကလည်းဒီအဆင့်မှာလက်လျှော့သွားကြနိုင်တယ်ဒါပေမဲ့မင်းကအချင်းကြာလေးသာရှာအာယုံဆိုင်ပြီးတော့အလေးချင်းတစ်ခုကိုတိစောက်သွားမယ်ဆိုရင်စားချက်ချင်းစိတ်ဆိုတာကိုစကားတွေတောင်ထည့်ပြောကြမလို့တော့ဘူးလူတိုင်းကအစားလုံနိုင်ပေမဲ့အများစုကဒါမျိုးစားချက်ချင်းစိတ်တွေကိုရေရှည်ထိမထားနိုင်ကြဘူးဒါကပဲစာတော်ရဲ့သူနဲ့တာမန်ကျောင်းသားတွေကြားစားချက်ချင်းစိတ်ရှိမရှိကွာသွားတာဒီတော့နောက်တစ်ချက်မှာစာတော်ရဲ့ကျောင်းသားတွေကဘယ်လိုအကြောင်းရင်းတွေကြောင့်အမြဲစားချက်ချင်းစိတ်ရှိနေရတယ်ဆိုတာကိုဖြေရှာကြည့်ကြမယ်ဒီအဆင့်ရောက်လာပြီဆိုတော့မင်းတို့ကစားချက်ချင်းစိတ်ကိုပျောက်စေတဲ့အကြောင်းတွေကိုလည်းဖယ်ပြီးသွားပြီစားချက်ချင်းစိတ်ရှိအောင်ဘယ်လိုတိစောက်အောင်လဲဆိုတာလည်းသိနေတော့ပြီဒါပေမဲ့မပြီးသေးဘူးရှိနေပြီလားစားချက်ချင်းစိတ်ကတစ်ပတ်လောက်နေပြန်ပြောက်သွားကြမှာဒါကတော့အသေးချာပဲဒီတော့စာတော်ရဲ့ကျောင်းသားတွေစားချက်ချင်းစိတ်အမြဲဘာလို့ရှိနေရလဲဆိုတာကိုတွေးမိဘူးလားရှိနေပြီလားစားချက်ချင်းစိတ်ကိုဘယ်လိုထိန်းထားကြမလဲမင်းတို့သတိထားကြည့်လိုက်ဆောင်ဝေးပွဲမှာ1 to 5ဝင်တဲ့ကျောင်းသားတွေကနောက်ဆောင်ဝေးပွဲဆိုရင်သူတို့ပဲပြန်ဝင်ကြတာများတယ်အရင်ဆုံးအဆင့်ကျသွားတယ်2ဆင့်3ဆင့်လောက်ပဲအများကြီးဒီလိုကြီးပဲဖြစ်နေတာဘာလို့လဲဒါနဲ့ပတ်သက်ပြီးတော့လေးလိုက်ချက်တွေလုပ်ထားမှုတာတွေရှိတယ်လူတွေမှာစမ်းသပ်တာတော့မဟုတ်ဘူးကျွတ်တွေမှာလောက်ထားတဲ့စမ်းသပ်ချက်တစ်ခုကျွတ်နှစ်ကောင်ကိုဖန်မှုထဲထည့်ပြီးတော့တိုက်ခိုက်ခိုင်းထားတယ်နိုင်ရတဲ့ကောင်ကိုနောက်တစ်ပွဲထည့်ပြီးတော့တိုက်ခိုင်းတဲ့အခါမှာသူတို့ရဲ့နိုင်ချေ chance တွေကပုံများနေရအောင်တွေ့ရတယ်
ဒီလိုဖြစ်တာကို winner effect လို့ခေါ်တယ်ရှင်းပွဲမှာရခဲ့တဲ့နိုင်ပွဲကနောက်ထပ်ပွဲတွေအတွက်ပါအထောက်အကူဖြစ်စေတာမျိုးဒီလေးလိုက်ချက်ကိုစပို့ပေးထားတဲ့ဇီဝဆန်းသက်ချက်တွေလည်းတက်ရှိသေးတယ်အောင်မြင်မှုနိုင်ပွဲတွေကိုရလိုက်တဲ့အခါမှာခန္ဓာကိုယ်နဲ့အုံနောက်ရဲ့တုံ့ပြန်မှုတွေကိုတိုင်းကြည့်လိုက်တဲ့အခါမှာအပြောင်းအလဲတွေတိတိကျကျရှိနေတာကိုတွေ့ရတယ်တက်ရှိုးရှုံးနေများလာတာမျိုးအုံနောက်ထဲမှာ chemical reaction တွေဖြစ်တာမျိုးပေါ့ရေးကြည့်တာမင်းတို့စားလုပ်တဲ့အခါမှာဒီချက်ကိုဘယ်လိုသုံးချရမလဲဆိုတာပဲ winner effect ကိုသုံးချပြီးတော့ရှိနေပြီးသားစားချက်ရှင်စိတ်ကိုအမြဲရှင်းသန်နေအောင်လုပ်မယ်နည်းတွေကိုပြောပြမယ် winner effect ဆိုတဲ့နာမည်အတိုင်းပဲနိုင်ပွဲတွေရအောင်စပြီးတော့ဖန်တီးရမယ်ဒါပေမဲ့ရှေ့ရပြောလို့စားတွဲအကြောင်းသားတွေကိုချက်ချင်းမရ1 to 5ဝင်နိုင်အောင်မဟုတ်ဘူးဒီလိုဆိုတော့မရတော့ဘူးလို့တွေးမှာပေါ့လို့လည်းမဟုတ်ဘူးဒီနေရာမှာဘယ်လိုအရာမျိုးနိုင်ပွဲလို့သတ်မှတ်မယ်ဆိုတာကိုရှုထောင့်မြောင်းပြီးတော့စဉ်းစားဖို့လိုလာပြီစားတွဲအကြောင်းသားတွေကိုပဲကြည့်ပြီးတော့စိတ်သက်ကြနေလို့မရဘူးကိုတခြားသူတွေနဲ့တွားပြီးတော့နှိုင်းယှဉ်လိုက်တဲ့ခါကျရင်စိတ်သက်ကြပြီးတော့ကိုယ့်ရဲ့ပျော်ရွှင်မှုတွေပဲပျောက်သွားလိမ့်မယ်အဲ့ဒါကြောင့်အရင်ဆုံးတခြားသူတွေနဲ့နှိုင်းယှဉ်တာမျိုးကိုမလုပ်မိစေနဲ့ဒီတော့ပထမဆုံးချက်ကိုစရမယ်ဆိုရင်နိုင်ပွဲတွေကိုကိုယ်တိုင်သတ်မှတ်လိုက်ဖို့ပဲဥပမာအနေနဲ့စား2နာရီလောက်လုံးမှခန်းကြီးတစ်အုပ်လုံးရမှဆိုတာမျိုးမဟုတ်ပဲနဲ့တင်ချာတစ်ပုတ်လောက်တွက်နိုင်တာ vocabulary 3လုံးလောက်ကျက်နိုင်လိုက်တာမျိုးရတယ်မင်းတို့အတွက်အနိုင်ပဲဒါမျိုးနိုင်ပွဲသေးလေးတွေအားစားလိုက်အတိမတ်ပြုပေးပြီးတော့မင်းတို့ရဲ့အုံနောက်ကိုနိုင်နေပြီဆိုတာကိုသိနေစေဖို့ကအရေးကြီးတယ်မင်းတို့ရဲ့အုံနောက်ကတကယ်ဖြစ်နေရတဲ့မင်းတို့တွေးနေရတဲ့ကြားခွာခြားချက်ကိုမသိနိုင်ဘူးဘယ်ဟာအစ်စ်လဲအတုလဲဆိုတာကိုတရားမခွဲတတ်ဘူးဒီလိုနိုင်ပွဲသေးလေးတွေကိုမင်းတို့ကအတိမတ်ပြုပေးလိုက်တာမင်းတို့ရဲ့အုံနောက်ထဲကဓာတုဖြစ်စဉ်တွေကပြောင်းလဲသွားပြီးတော့နောက်ထပ်စားကြမဲ့အချိန်တွေအတွက်လည်းယုံကြည်မှုပို့ပြီးတော့ရစေလိမ့်မယ်။အဲဒါကြောင့်နိုင်ရနေပြီဆိုတာကိုမင်းတို့တွေးနေပြီဆိုတာနဲ့ winner effect ရဲ့အကျိုးတွေကိုရရှိနိုင်လိမ့်မယ်။ဘလောက်ပဲသေးရဲ့နိုင်ပွဲမျိုးပဲဖြစ်ဖြစ်အတိမတ်ပြုပဲ။ဒီလိုလုပ်ပေးတာမင်းတို့စားချက်ရှင်စိတ်ကိုအမြဲရှင်းသန်နေစေမဲ့ပထမအဆင့်ပဲ။မင်းတို့တယောက်ကတော်ရယ်ဆိုပြီးတော့ချီးကျူးခံရရင်ကြိုက်ကြရမလား။မကြိုက်တဲ့သူတော့ရှိတော့မှမထင်ဘူး။ဒါပေမဲ့အဲ့ဒီလိုမျိုးတော်ရယ်ဆိုပြီးတော့ချီးကျူးခံရတာတကယ်တမ်းမှာမင်းတို့ထင်ထားသလိုမျိုးနဲ့မတူတဲ့တက်ရောက်မှုတစ်ခုရှိနေတယ်။ဒီအချက်ကိုရှင်းပြဖို့အတွက်ဆိုရင်ကျွန်တော်ကြိုက်ဆုံးစာအုပ်တွေတအုပ်ဖြစ်တဲ့ mindset ဆိုတဲ့စာအုပ်ထဲမှာပြောထားတဲ့လေးလက်ချက်လေးတစ်ခုကိုပြောပြမယ်။ကိုယ်တိုင်လည်းကြုံခဲ့မှုတာမျိုးပဲမို့လို့တကယ်မှန်တယ်လို့ပြောရတယ်။စမ်းသပ်ချက်ကတော့ဒီလိုပါ။ကျောင်းသားတွေကိုအုပ်စုနှစ်စုခွဲလိုက်တယ်ပထမအုပ်စုကကျောင်းသားတွေကိုအရန်တော်တာပဲညံကောင်းတာပဲဆိုပြီးတော့ချီးကျူးပေးလိုက်တယ်ဒုတိယအုပ်စုမှာတော့ဒီလိုမျိုးမဟုတ်ဘူးမင်းတို့ကအရန်စူးစမ်းကြတာပဲလို့ပဲပြောလိုက်တယ်ဘယ်အုပ်စုကရေရှည်မှာပိုတော်လာကြတဲ့ကျောင်းသားတွေဖြစ်လာမယ်လို့ထင်တယ်အဖြစ်ကတော့ဒုတိယအုပ်စုစူးစမ်းမှုကိုအတိမတ်ပြုပြီးချီးကျူးခံရတဲ့ကျောင်းသားတွေကပို့ပြီးတော့ဆွမ်းဆောင်နေတာကိုတွေ့ရတယ်ဘာလို့လဲပထမအုပ်စုအရန်တော်ရလို့ချီးကျူးခံရတဲ့သူတွေကနောက်အချိန်တွေမှာလည်းတော်တဲ့သူတွေအဖြစ်ဆက်ရှိနေကြရတယ်ဆက်ပြီးတော့လည်းချီးကျူးခံကြရတယ်ဒါမဲ့အဲ့လိုတော်ရဆိုပြီးတော့ချီးကျူးခံကြတဲ့အတွက်သူတို့ကအဲ့လိုတော်ရညံကောင်းတဲ့ဆိုတာကိုတေချာနေစေဖို့အတွက်ရွယ်တဲ့အလုပ်တွေကိုပဲရွေးပြီးတော့စတိုက်လုတ်တက်သွားကြတယ်ခက်တာတွေရွေးလိုက်ပြီးတော့မှမလုပ်နိုင်ဘူးဆိုရင်တို့ကတော်ရဲသူတွေပဲဟုတ်တော့မယ်။ယူနဲ့ပဲလွယ်တဲ့ပု္ပ္ပာတွေအလုပ်တွေကိုပဲလုပ်ပြီးတော့တော်ရဲညံကောင်းနေဆိုတဲ့ချီးကျူးမှုကိုရအောင်ဆက်ပြီးတော့ယူနေကြတယ်။တစ်ဖက်မှာတော့ဒီလိုမျိုးမဟုတ်ဘူး။တို့ရဲ့စူးစမ်းမှုကိုချီးကျူးခံရတာမို့လို့တော်ရရင်မတော်တာတွေကိုဂရုမစိုက်ဘူး။အများနဲ့အားစိုက်ထုတ်ပြီးတော့စူးစမ်းနေဖို့ကတို့တက်အဓိကပဲ။အားကြောင့်ခက်တဲ့အလုပ်တွေကိုလုပ်ရမှလည်းကြောက်မနေဘူး။ဒီလိုနဲ့ပဲရေရှည်မှာပိုတော်ရဲကလေးတွေဖြစ်လာတာ။အဲ့ဒါကြောင့်တည်ထားဖို့လိုတာအဆင့်1 to 5ဝင်မှာအမှတ်ပြရမှဆိုပြီးတော့ရလက်တွေပေါ်မှာပဲအာယုံဆိုင်နေရတဲ့မင်းတို့ရဲ့စူးစမ်းမှုတေးသေးလေးတွေအားစားအနိုင်လို့သတ်မှတ်ပြီးတော့အတိမတ်ပြုပေးဖို့ပဲ။ကိုယ်တိုင်လည်းငငယ်ညံရန်ကောင်းတာပဲဆိုပြီးတော့ချီးကျူးခံရတဲ့ပထမအုပ်စုထဲမှာပါခဲ့တယ်။ဒါပေမဲ့ဒီလိုမျိုးဆက်ပြီးတော့ချီးကျူးခံနေရဖို့အတွက်ဗေဒါတွေကိုပဲရွေးပြီးတော့လုပ်တာမျိုးခက်တဲ့အလုပ်တွေမျိုးဆိုရင်ရှောင်နေတာမျိုးတွေကြောင့်ရောက်တဲ့နေရာကိုမရောက်ခဲ့ဘူးဆိုတာကိုနောက်ပိုင်းမှာနားလည်လာခဲ့ရတယ်။ကိုယ်တိုင်ကြုံခဲ့ရတာမို့လို့ပြောပြတာပါ။ဒါကြောင့်မိဘတွေအနေနဲ့လည်းကိုသားသမီးကိုညံရန်ကောင်းတာပဲဆိုပြီးချီးကျူးတာမျိုးတက်စူးစမ်းမှုအားစိုက်ထုံးမှုတွေကိုအတိမတ်ပြုပေးတဲ့ချီးကျူးမှုမျိုးတွေကိုပို့ပြီးတော့လုပ်ပေးတင်တယ်။ဆိုတော့စာချက်ရှင်စိတ်အမြဲရှိနေဖို့ဒုတိယအဆင့်လောက်ရမှာရလက်ထဲစူးစမ်းမှုကိုပဲပို့ပြီးတော့အာယုံစိုက်ဖို့ပဲစာချက်ရှင်စိတ်အမြဲရှိနေဖို့အတွက် winner effect ကိုသုံးလို့ရတယ်ဆိုတာတော့သဘောပေါက်လာပြီ။ဒါပေမဲ့အရေးကြီးတာတစ်ခုကမင်းတို့ရဲ့မျှော်လင့်ချက်တွေကိုတခြားစီမံတတ်ဖို့လည်းလိုသေးတယ်။ဒါကြောင့်လဲဆိုတော့မင်းတို့ကအခုမှစစစူးစမ်းဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့တစ်ပတ်နှစ်ပတ်လောက်လုပ်လိုက်အောင်အမြင်အမှတ်ပြရနေတဲ့အကြောင်းသားတွေလို့ဖြစ်သွားမှုမျှော်လင့်နေလို့မရဘူး။အများကြီးမျှော်လင့်ထားပြီးတော့လိုတလို့ဖြစ်မလာလို့ရှိရင်ကိုကရှုံးနေနေတယ်လို့ခံစားရတတ်တယ်။ဒါကပြောဖို့ခြံထားခဲ့တဲ့ winner effect ရဲ့တခြားတစ်ဖက်နိုင်ရရဲ့ကြွက်တွေကနောက်ပွဲတွေမှာနိုင်ပွဲတွေဆက်လို့မျိုးပဲရှုံးသွားတဲ့ကြွက်တွေကလည်းနောက်ပွဲမှာရှုံးနိုင်ကြီးကပိုများသွားတယ်။လက်တွေမှာလည်းဒီလိုပဲအရှုံးတစ်ခုကိုရင်ဆိုင်လိုက်ရပြီဆိုတာနဲ့ကိုယ့်ကိုယ်ကိုအပြည့်တင်စိတ်တွေယုံကြည်မှုပျောက်ဆုံးတာတွေကြောင့်ရှုံးပွဲတွေပဲဇက်လိုက်ရနေတတ်တယ်။ရှုံးပေးရင်ဆက်ရှုံးနေရမျိုးပေါ့။ဆိုတော့မင်းတို့ရဲ့မျှော်လင့်ချက်တွေကိုတေချာလေးထားတတ်ဖို့လည်းလိုသေးတယ်။ဒါမှလည်းယုံကြည်ချက်အမြဲရနေပြီးတော့စာချက်ရှင်တွေရှိနေမှာ။ဆိုတော့မျှော်လင့်ချက်တွေကိုဘယ်လိုစီမံရမလဲဆိုတာလည်းသိထားဖို့လိုလာပြီ။ဒီညမှာမင်းတို့ရာနှုန်းပြည့်ထိန်းချုပ်နိုင်တဲ့အရာနဲ့မထိန်းချုပ်နိုင်တဲ့အရာဆိုတဲ့ကြားမှာစီးတစ်ခုကိုတေချာလေးဆွဲထားရမယ်။ဆောင်းမွေးဘက်မှာအမှတ်ကောင်းရမယ်အဆင့်တရရမယ်ဆိုတာမျိုးတွေကမင်းတို့ထိန်းချုပ်မှုအောက်မှာမရှိတဲ့ output တွေလို့ပြောလို့ရတယ်။ဆောင်းမွေးဘက်ကလည်းပိုခက်နေနိုင်တယ်။ဒါမှမဟုတ်တခြားတစ်ယောက်ကပိုတော်သွားပြီးတော့အဆင့်တမရရတာမျိုးလည်းဖြစ်နိုင်တယ်။အဲဒါကြောင့်မို့လို့ output တွေပေါ်မှာပဲမျှော်လင့်ချက်ထားတာမျိုးကလိုသလိုဖြစ်မလာတဲ့အခါကျရင်နာညံ့ပါလားဆိုတဲ့တွေးမျိုးဝင်သွားနိုင်တာမို့လို့ရှုံးနေတယ်လို့မျိုးခံစားလာရတတ်တယ်။ဒီလိုဆိုရင်မင်းကခုနပြောခဲ့တဲ့ရှုံးသွားတဲ့ကြွက်တွေလိုမျိုးဖြစ်သွားလိမ့်မယ်။ဒီတော့ကိုယ့်ရဲ့ထိန်းချုပ်နိုင်စွမ်းအပြည့်အဝရှိတဲ့ input တွေပေါ်မှာပဲမျှော်လင့်ချက်ထားဖို့လိုတယ်။ဥပမာအနေနဲ့တပတ်လုံးနေ့တိုင်းစာတနာရီလောက်အာရုံစိုက်လုပ်မယ်ဆိုတာမျိုး။တစ်နေ့ကိုခန်းကြီး9လုံးလောက်ရအောင်ရေးမယ်ဆိုတာမျိုးပေါ့။ဒီလိုမျိုး input တွေဆိုတာမင်းရဲ့အပြည့်အဝထိန်းချုပ်နိုင်စွမ်းရှိတဲ့အရာတွေပဲ။ winner effect ကိုမင်းတို့ပဲပါလာအောင်သုံးပြီးတော့စာချက်ရှင်တွေအများရှိနေဖို့ဆိုရင်အဓိကအချက်၃ချက်ကိုသိချမှတ်တာ။နိုင်ပွဲသေးသေးလေးတွေအားအတိမတ်ပြုပေးဖို့ရယ်။ရလက်ထက်အားစိုက်ထုံးမှုကိုပို့ပြီးတော့အာရုံစိုက်ဖို့ရယ်။မျှော်လင့်ချက်ထားတာကိုသိချစီမံတတ်အောင်လုပ်ဖို့ရယ်။ဒီချက်တွေသာရှိမယ်ဆိုရင်ရှိနေပြီးသားစာချက်ရှင်စိတ်ကိုမပြောက်သွားဘဲနဲ့အများရှင်သန်နေနိုင်အောင်လုပ်နိုင်ပြီ။ပြောသားတာတွေကအရင်များတော့ဘာမှမမှတ်မိမှာဆိုလို့အားလုံးအချင်းချုပ်ပြီးတော့ပြန်ပြီးတော့ရှင်းပြပေးမယ်။ပထမဆုံးလုပ်ရမယ့်အစဉ်ကစာချက်ရှင်စိတ်ရှိတာအောင်မလုပ်ခင်မှာစာချက်ရှင်စိတ်ပျောက်စေတဲ့အချက်တွေကိုအရင်ဆုံးဖယ်နိုင်အောင်ကြိုးစားဖို့။အဲ့ဒီအတွက်ဖယ်ရမယ့်အဓိကအချက်၄ချက်ကိုပြောပြပေးခဲ့တယ်
နောက်အဆင့်ကျတော့စာချက်ရှင်စိတ်ကိုစပြီးတော့တည်ဆောက်ဖို့ပဲဒီလိုလုပ်ဖို့ကကြတော့အရေးကြီးတာအလေးချင်းတစ်ခုကိုတည်ဆောက်ရမယ်နောက်ဆုံးအဆင့်အနေနဲ့ကကြတော့ရှိနေပြီးတော့စာချက်ရှင်စိတ်ကိုပြန်ပြောင်းသွားပဲနဲ့ထိန်းထားနိုင်အောင်လုပ်ဖို့ပဲဝိနည်း effect ကိုကောင်းကောင်းသုံးချနိုင်အောင်ညီလန်းတွေကိုပြပေးခဲ့တယ်နောက်လည်းဒါမျိုးစာလုပ်နည်းတွေကိုသိရဖို့ channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့နဲ့ဘူးခုဒီဗီဒီယိုကိုကြည့်ပြီးတော့စာလုပ်ရှင်စိတ်တွေဖြစ်လာလို့စာလုပ်တော့မယ်ဆိုတဲ့သူတွေအတွက်အခုပြထားတဲ့ဗီဒီယိုလေးကိုလည်းစက်ကြည့်လိုက်လို့ရတယ်